အားလုံးပဲမင်္ဂလာပါအကယ်၍ Windows ထဲမှာရှိတဲ့ file တွေကိုဖွက်ထားခြင်းတာပဲဖြစ်ဖြစ် log လုပ်ထားခြင်းတာပဲဖြစ်ဖြစ် Windows ထဲမှာရှိပြီးသား tools တွေကိုသုံးလို့ရတယ်။ဘာsoftware မှာကျွန်တော် install လုပ်စရာမလိုဘူး။ဒါပေမဲ့ command prompt ကနေသုံးရမယ်ပြီးတော့ Windows file system က NTFS ဖြစ်ရမယ်။အခုဗီဒီယိုမှာ Windows ရဲ့ file တွေကိုဘယ်လို hide လုပ်မလဲဘယ်လို log လုပ်မလဲဆိုတဲ့နည်းလမ်းသုံးခုအကြောင်းပြပြမှာဖြစ်တယ်။အဲ့တော့ပထမဆုံးတစ်ခုက alternative data streamသူက file တစ် file ရဲ့နောက်မှာနောက်တစ် file ကိုဝှက်ပြီးတော့သိမ်းတာမျိုးဖြစ်တယ်။ဥပမာဆိုရင်ဒီ credential ဆိုတဲ့ file ထဲမှာ password ပါတယ်။အကယ်၍ဒီ credential file ကို readme.txt file ရဲ့နောက်မှာဝှက်ပြီးတော့သိမ်းထားခြင်းနဲ့ဆိုပါစို့။ဒါဆိုရင် type command ကိုသုံးလို့ရတယ်။အဲ့တော့ဒီနေရာကနေကျွန်တော် command prompt နဲ့ဝင်လိုက်မယ်။ပြီးရင် type ဝှက်ချင်တဲ့ file နာမည်က credential.txt file cover လုံးမဲ့ file နာမည်က readme.txt ပြီးရင် colon ပြီးရင် hidden file name ထည့်ပေးရမယ် hidepass.txt okay ဒါဆိုရင် readme file နောက်မှာ credential file ကိုဝှက်ထားလိုက်ပြီဖြစ်တယ်အဲ့တော့ဝှက်ထားတဲ့ file တွေကိုကြည့်ချင်တယ်ဆိုရင် dir/r နဲ့ကြည့်လို့ရတယ်ဒါဆိုရင်အခုလိုမျိုး file တွေတွေ့ရလိမ့်မယ်အဲ့တော့ဒီ file တွေထဲမှာအခုတွေ့ရတဲ့ file မှာသူ့နောက်မှာဝှက်ထားတဲ့ file တစ် file ရှိတယ်ဆိုတော့ပြောတာဖြစ်တယ်okay ဒါဆိုရင်ကျွန်တော် credential file ကိုဖြတ်လိုက်မယ် del credential.txt ဒါဆိုရင် credential file ဖြတ်သွားပြီWindows Explorer ထဲမှာလည်းမတွေ့ရတော့ဘူးအကယ်၍ hide လုပ်ထားတဲ့ credential file ကိုဖွင့်ကြည့်ခြင်းနဲ့ဆိုရင် command prompt ကနေ file နာမည်အပြည့်စုံရိုက်ထည့်ပြီးတော့ဖွင့်ကြည့်လို့ရတယ်ဥပမာဆိုရင် notepad readme.txt hiddenpass.txt ဒါဆိုရင် credential တွေက information တွေကိုတွေ့ရမယ်အကယ်၍ readme file ကိုဖွင့်ကြည့်ခြင်းနဲ့ဆိုရင် notepad readme.txt ဒါဆိုရင် readme တွေက information တွေကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ Windows Explorer ထဲမှာကျတော့ DAS လောက်ထားတဲ့ file လားပုံမှန် file လားဆိုတော့ခွဲခြားလို့ရမှာမဟုတ်ဘူး command prompt နဲ့ကနေပဲအခုလိုမျိုးတွေ့ရမှာဖြစ်တယ် okay ဒါဆိုရင်ကျွန်တော်နောက်ထပ် file ကို hide လုပ်တဲ့နောက်တစ်နည်းကိုဆက်ကြည့်အောင်ကျွန်တော်တို့မှာလျှို့ဝှက်ချက်တွေပါတဲ့ zip file တစ် file ဆိုပါစို့အဲ့ zip file ကိုပုံတစ်ပုံရဲ့နောက်မှာ hide လုပ်ချင်တယ်ဒါဆိုရင်သုံးအောင်မဲ့ command က copy ဆိုတဲ့ command ကိုသုံးလို့ရတယ် copy/b hide လုပ်ချင်တဲ့ပုံရဲ့နာမည်က critical.png hide လုပ်မဲ့ file က zip file classify.zip ပြီးတော့ဒီနှစ်ခုပေါင်းပြီးတော့ထွက်လာတဲ့ file ကိုနာမည်ပေးလိုက်မယ် look at the gear.jpg အဲ့တော့ဒီနည်းလမ်းကိုကျွန်တော်တို့က file advanced steganography လို့ခေါ်တယ်တကယ်တော့ဒီနည်းကတော့ old school နည်းဒါပေမဲ့ဘယ်ချိန်မှာသုံးဝင်လဲဆိုတော့တချို့ email တွေက zip file တွေဆိုပို့လို့မရအောင်ဘာလို့ဆိုတော့သူတို့ရဲ့ mailbox က zip file တွေကိုလက်မခံဘူးဒါမျိုးဆိုလို့ရှိရင် bypass email ပုံစံမျိုးနဲ့အခုလိုမျိုးပို့လို့ရတယ် okay ဒါဆိုရင်ဒီ look at the gear.jpg ဆိုတဲ့ file ကတကယ်တော့ zip file အကယ်အဲ့ file ကိုကျွန်တော်ဖွင့်ကြည့်မယ်ဆိုလို့ရှိရင်အခုလိုမျိုးပုံကိုပဲတွေ့ရမှာဖြစ်တယ်ဒါဆိုရင် classify zip file ကိုဖြတ်လိုက်မယ် del classify.zip အဲ့ zip file ကိုဖြည့်ခြင်းနဲ့ဆိုလို့ရှိရင် zip file ကိုဖြည့်တဲ့ software တွေသုံးလို့ရတယ် 7zip ကိုသုံးလို့ရတယ် WinZip ကိုသုံးလို့ရတယ်ဥပမာအနေနဲ့ကျွန်တော်ဒီ 7zip ကိုသုံးပြီးတော့ပုံရဲ့နောက်မှာရှိတဲ့ zip file ကိုဖြည့်ကြည့်မယ်ဒါဆိုရင် 7zip ထဲဝင်လိုက်ပြီးတော့ file နာမည် look at the gear.jpg file ကိုရွေးလိုက်ပြီးတော့ extract လုပ်လိုက်တယ်ဆိုလို့ရှိရင်အခုလိုမျိုး original file ထွက်လာမယ်ဒါကတော့ original file တွေဖြစ်တယ်နောက်ဆုံး Windows built-in tools ကဘာလဲဆိုတော့ Cypher ကသူက file တွေကို encrypt decrypt လုပ်ဖို့အတွက်အသုံးပြုတာဖြစ်တယ်ဥပမာဆိုရင် readme file ကိုကျွန်တော် encrypt လုပ်ကြည့်မယ်ဒါဆိုရင် Cypher encrypt လုပ်ချင်တယ်ဆိုရင် /e readme.txt file ဒါဆိုရင် readme file က encrypt ဖြစ်သွားပြီအဲ့တော့ Windows Explorer ထဲမှာကြည့်မယ်ဆိုလို့ရှိရင်လည်း file ရဲ့ icon မှာအဝါရောင်တော့ပုံလေးပေါ်လာလိမ့်မယ်ဒါဆိုရင်သူက encrypt ဖြစ်သွားပြီ Cypher ကိုအသုံးပြုတဲ့အခါမှာကျွန်တော်သတိထားမယ့်အချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့လက်ရှိ login လုပ်ထားတဲ့ user ကပဲ encrypt လုပ်ထားတဲ့ file ကိုဖွင့်လို့ရတယ်အကယ်၍ဒီဆက်မှာတခြား user account နဲ့ login လုပ်တယ်ဆိုလို့ရှိရင်ဒီ encrypt လုပ်ထားတဲ့ file ကဖွင့်လို့မရဘူး access deny လို့လာပြလိမ့်မယ်အကယ်၍ file ကို decrypt ပြန်လုပ်ချင်တယ်ဆိုရင် cypher/d readme.txt ဒါဆိုရင်အဝါရောတော့ပုံလေးပျောက်သွားပြီ okay ကျွန်တော်နောက်ထပ်တစ်ခုဆက်ကြည့်အောင်အဲ့တော့ဒီမှာဆိုကျွန်တော် backup folder ရှိတယ်အဲ့တော့ backup folder ထဲမှာရှိတဲ့ file တွေအကုန်လုံး encrypt လုပ်ချင်တယ်ဒါဆိုရင် cypher/e/s backup ဒါဆိုရင် backup folder ထဲမှာရှိတဲ့ file တွေအကုန်လုံး encrypt ဖြစ်သွားပြီ
backup folder ထဲဝင်ကြည့်လိုက်တဲ့ဆိုရင် file တွေအကုန်လုံးမှာလည်းသူတို့ရဲ့ icon တွေမှာ log ပုံလေးတွေပြောင်းသွားတာကိုတွေ့ရလိမ့်မယ်ကျွန်တော်တို့ Cypher ကိုသုံးတဲ့အခါမှာနောက်ထပ်သတိထားမယ့်အချက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့လက်ရှိ login လုပ်ထားတဲ့ user account က correct ဖြစ်သွားတယ်တခုဖြစ်သွားတယ်ပေါ့နော်ဒါမှမဟုတ်လဲလက်ရှိ login လုပ်ထားတဲ့ user account ကို password reset လုပ်လိုက်တယ်ဆိုလို့ရှိရင် encrypt လုပ်ထားတဲ့ file တွေကို decrypt ပြန်လုပ်လို့မရတော့ဘူးအဲ့တော့ကျွန်တော်တို့ဘယ်လိုမျိုးကာကွယ်လို့ရလဲဆိုတော့လက်ရှိ login လုပ်ထားတဲ့ user ရဲ့ key ကို generate လုပ်ထားပြီးတော့ကာကွယ်လို့ရတယ် generate လုပ်ချင်တယ်ဆိုလို့ရှိရင် cypher/x key နာမည်ဥပမာဆိုရင် my key အဲ့ key အတွက် password ပေးရမယ် password တစ်ခုရိုက်ထည့်လိုက်မယ်နောက်ခုန password ကိုပဲကျွန်တော်ပြန်ထည့်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော် Windows Explorer ထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် key တစ်ခုထွက်လာတယ်တွေ့လိမ့်မယ်အဲ့တော့ဒီ key ကဘာအတွက်သုံးလို့ရလဲဆိုတော့အကယ်၍ကျွန်တော်တို့လက်ရှိ login လုပ်ထားတဲ့ user account က correct ဖြစ်သွားတယ်ဒါမှမဟုတ်လဲလက်ရှိ login လုပ်ထားတဲ့ user account ကို password reset လုပ်လိုက်တယ်ဒါဆိုရင် Cypher နဲ့ encrypt လုပ်ထားတဲ့ file တွေကို decrypt လုပ်ချင်တဲ့အခါမှာဒီ key ကိုသုံးပြီးတော့ decrypt ပြန်လုပ်လို့ရတယ်နှုတ်မို့ဆိုရင်ကျွန်တော် decrypt လုပ်လို့ရမှာမဟုတ်တော့ဘူးအဲ့တော့ဒါကတော့ Windows ထဲမှာရှိပြီးသား tools တွေကိုသုံးပြီးတော့ file တွေကိုဘယ်လိုမျိုး log နဲ့ hide လုပ်လို့ရတယ်ဆိုတာကိုပြောပြတာဖြစ်တယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်မှထပ်ဆုံမယ်